Okay အားလုံးပဲမင်္ဂလာပါဒါကျွန်တော်တို့မနေ့ကအပြင်မှာထွက်ပြီးဈေးရောက်ထားတာပါဒါအိတ်တက်မှာကျွန်တော်တို့သွားပြီးတော့ဈေးဝိုင်းရောက်ပေးရပါတယ်လို့အိတ်တက်မှာเนาะဒါလာရတာဧည့်သည်တွေကိုကျွန်တော်တို့သွားပြီးတော့အစားအစာတွေလုပ်ပေးရပါတယ်ကျွန်တော်တို့မနေ့ကသွားခဲ့တာဟာပါလို့ကျွန်တော်တို့ဘန်ကောက်ဒါတန်ဖီမှာပေါ့เนาะတန်ဖီမှာပါကျွန်တော်တို့သွားပြီးတော့အစားအသောက်တွေလုပ်ပေးရပါတယ်စားသောက်တွေပြင်ပေးရပါတယ်ခင်ဗျာကျွန်တော်တို့ဆိုင်ကစီကိုဝိတ်ဆွဲတရားပြတ်မှနေပါတယ်ဆွဲတရားတက်မှကျွန်တော်တို့ရှိပါတယ်ဘာပါကျွန်တော်တို့အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာဟုတ်ပြီလားကျေးဇူးတင်ပါတယ်เนาะအားလုံးねချမ်းသာချမ်းမြေ့ကြပါစေ